ကဲကောအေးဘစ်ကနေဆိုပြဆိုခုရိမကင်ပြသေးဘူးလေโอเคဟုတ်ပြီညီမလေးကင်ပြမယ်နော်ခဏလေးစနေဆက်ကျမရဲ့မလေးမှာလာပြီးနောက်ရှက်နေတယ်ဒီဘိုက်ဘူးကောစစ်မှာဆော့တာဆိုလို့လေဟိုဘက်ချက်လည်းဘိုက်ဘူးဒီဘက်ချက်လည်းဘိုက်ဘူးပြီးတော့ဟိုဘက်ချက်မှာလည်းဖန်ဒီဘက်ချက်မှာလည်းဖန်ဒီဖြစ်နေတယ်ရှင်အမလေးဂျူလီယာမလည်းကျမအသေးတောင်လိုက်တက်နေရရှင်မနေ့ပြေးနေရတယ်ဟဲ့အရေးမပေါက်တက်သွားတယ်ကျမကိုတော်ကီတော့မယ်ဆိုပြီးအသေးတောင်လိုက်နေတဲ့ကောင်မဆွဲခံလိုက်ရပြီရော့အမစတန်ပေးလိုက်မယ်နော်ဟဲ့အမလေးငါပြန်သေးတော့မယ်လာကဲပါအောင်အမလေးတော်ပါသေးရဲ့ရှင်ကျမသွင်းနေနေအိမ်ပြန်လိုက်ပါအောင်မရှိဟဲ့အိမ်ပြန်မလို့ပါစမဒီကောင်ကလာမွေးနေတော့ကျမမတင်မချင်းအသေးတောင်လိုက်တက်နေတဲ့ဒီဂျူလီယာမကိုကျမပညာပေးရမယ်ဒီလက်မပေါ်လာပြန်ပြီကျမခုနကတော့သူတော့ကတ်သွားတာတော်တော်လေးကိုစောင်းကြွနေအမျိုးသမီးကိုနေအောင်တောင်တောက်မယ်ကျမ link grid လေး AC shot ကင်းနေတဲ့ကိစ္စကိုလာပြီးတော့ friend ကိုမှအဲ့ဒီမိတ်သုံးပြီးတက်တက်ရိုက်သွားတာတော့ကျမကိုတော်လေးမုန်းညာလားမသိဘူး something ရရှက်လောက်ကြပါအောင် enemy ကြားကျမရောက်နေပြီကျမချောင်းသားလို့ကိစ္စကိုကျမ enemy ကြားရောက်နေဘလို့ကမှမသိကြပါအောင်ရှင်ဘူးမကဲစရာမလို့ကျမပဲပြေးတတ်တယ်ကျမတမင်တက်ချောင်းဆောင်းနေတာအဲ့ဒီမိတ်အချမ်းသားမလို့တော့ game မရလိုက်ဘူးကျမအဲ့ဒီ keep ရေးတယ်မှာ skill ကနောက်ကျနေရှင်ဒီ fan ဆိုတဲ့လက်မှာပေါ်လာပြန်ပြီနင်က ne place ကိုနောက်မှတွေ့မယ်ငါမှအဲ့ဒီမိတ်မရှိသေးလို့သိလားခဏလေးပဲစောင့်နေတွေ့မယ်ကျမလေးအရန်အေးချမ်းတဲ့နေရာလေးတစ်ခုမှာ tea လေးစောင်းပြီးရှောက်သွားချင်တယ်ဟဲ့ဘလို့လောက်ပြီးတော့မြန်ဟိုဘက်ချက်အရှုံးပေးသွားရလဲစော်ရွက်ရှိသေးရလေဘာမှမလုပ်ရသေးဘူးဟဲ့အမတို့ရဲ့ကျမတို့တင်ဘလောက်မှမကျန်တဲ့ကိစ္စအမတို့ကကြောက်ပြီးအရှုံးပေးသွားရတယ်လို့တကယ်ပဲ Bad story အရန်ပြင်းစရာကောင်းပါတယ်ဆိုမှဂိမ်းဆော့လဲဂိမ်းကအရှုံးနေကြီးစွတ်ပေးနေကြမပြောတော့ခုနကမှလောက်ထူလဲကွာသားတော်ကြီးတို့အကြံတန်းစားပလိုက်ချင်တယ်စိတ်ထဲမှာ See you soon bye